သူတော်ကောင်းများပေါ်ထုံးမဲ့အခါပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေပေါ်မဲ့အခါဆိုရင်အတိတ်ကြီးနမိတ်ကြီးတွေပြတ်တတ်ပါတယ်။ဆရာတော်ရှင်ပညာကာရရဲ့ဘဝမှာဘလို့လုပ်ပြီးတော့ဆရာတော်ဟာထေရဝါဒဆိုတာဖြစ်လာတာလဲ။ဘုရင်နံကလည်းထေရဝါဒလည်းမရှိဘူး။မဟာယာနတော်မှမရှိပါဘူး။ဘုန်းကြီးเจ้าနေပါလေလည်းမသွားကြဘူးပေါ့။ဆရာတော်ကဘယ်တော့မှဘုန်းကြီးဝတ်မယ်လို့တစ်သက်လုံးမစဉ်းစားမိပါဘူးတဲ့။ဒါပေမဲ့ဆရာတော်တို့ငယ်တုန်းကဗီယက်နမ်မှာနေတုန်းကပေါ့နော်ဒီ highway အဝေးပြေးလမ်းမကြီးပေးမှာနေပါတယ်တဲ့မောင်နှမ10ယောက်ထဲမှာဆရာတော်ကအငယ်ဆုံးကျန်တဲ့သူတွေကအလုပ်သွားကြတော့သူတယောက်တည်းအိမ်မှာကြံခဲ့တယ်ပေါ့နော်အဲ့ဒီချိန်မှာထေရဝါဒဖုံးတော်ကြီးတစ်ပါးကသင်္ကန်းဝတ်နဲ့အိမ်ရှိရောက်လာတယ်ပြီးတော့တပိတ်နဲ့စွန့်ငံကြွတယ်ပေါ့သူကဘသူမှလည်းမသိဘူးအိုးငါတခုခုတော့လှူလိုက်အောင်မယ်ပေါ့အဲ့ဒါနဲ့အိမ်ထဲဝင်ပြီးတော့ခွက်တစ်ခွက်နဲ့ဆန်ကိုတော့ခတ်ပြီးတော့လှူလိုက်တယ်တဲ့ပြီးတော့အဲ့ခွက်ကိုအိမ်ထဲတော့ထားပြီးအပြင်ပြန်ထွက်လာတော့အဲ့ဒီဖုန်ကြီးကိုလုံးဝမတွေ့ရတော့ဘူးတဲ့ဒီသူတို့ highway ကလည်းတလမ်းမာတယ်ပဲပေါ့နော်ထွက်သွားရင်လည်းလမ်းကဖြောင်းနေတာဆိုတော့တွေ့ရမှာအဲ့ဒီဖုန်ကြီးကိုသူလုံးဝမတွေ့ရတော့ဘူးတဲ့သူ့အတွက်ထူးဆန်းတာပေါ့နော်သူဆန်တစ်ခွက်တော့လှူလိုက်ရတယ်တဲ့အဲ့ဒါနဲ့သူ့အကိုရီအမားတွေပြန်ရောက်လာတော့မေးတယ်သူ့ကိုရီအမားတွေကလည်းဟေးငါတို့ဒီမှာနေတာကြာပြီပေါ့ဒီနားမှာဖုန်ကြီးကြောင်လည်းမရှိဘူးမင်းပြောတဲ့ထေရဝါဒဖုန်ကြီးဆိုတာလည်းဗီယက်နမ်မှာမရှိပါဘူးလို့ပြောလိုက်ပါတယ်တဲ့အဲ့တော့ तू ကအော်ဘယ်သူမှလည်းမသိဘူးပေါ့ဒါပေမဲ့သူ့ရဲ့မျက်စိထဲမှာတော့အဲ့ဒီသင်္ကန်းယုံထားတဲ့ထေရဝါဒဖုန်ကြီးကို तू အမြဲပဲမမေ့နိုင်ပါဘူးတဲ့အဲ့ဒီအတွက်ကြောင့်မလို့အမေရိကန်ရောက်လာတဲ့အခါမှာသူ့ရဲ့ဆရာတော်ကအဲ့ဒီထေရဝါဒဘုန်းကြီးကျောင်းမှာဒီလိုသင်္ကန်းဝတ်တာတွေ့တော့သူငယ်စဉ်တုန်းကဗီယက်နမ်မှာတွေ့ခဲ့တဲ့ဘုန်းကြီးကိုသူတတိယမိတယ်ပေါ့ဒါသူ့အတွက်ထေရဝါဒဘုန်းကြီးဖြစ်ဖို့အတွက်စိုင်းတစ်ခုပါပဲလို့သူစဉ်းစားမိပါတယ်တဲ့အဲ့ဒါနဲ့သူဘွဲရတော့အလုပ်လုပ်တယ်ပေါ့နော်ဒီနေရာမှာဆရာတော်ရခဲ့တဲ့ဘွဲကသတင်းအချက်လက်နဲ့နည်းပညာအင်ဂျင်နီယာဘွဲပါ IT အင်ဂျင်နီယာပေါ့နော်အလုပ်လုပ်တဲ့အခါမှာကျတော့သူတို့အသိမိတ်ဆွေတွေသူနဲ့အလုပ်အတူတူလုပ်ဖို့ကင်ဘက်တွေရှိတယ်အလုံးကလည်းအတူရောင်နေပဲဘာကြောင့်လဲဆိုတော့မိတ်ဆွေဆိုတာတကယ်ရင်းနှီးတဲ့လုံးဝရှစ်ခင်တဲ့ fresh လို့မိတ်ဆွေမျိုးသူထင်ခဲ့တာဒါပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ benefit ပေါ့နော်ဒီကိုယ်ကိုလာပြီးတော့ပေါင်းတဲ့သူတွေကသူတို့အတွက်အကျိုးလိုလာပေါင်းတာတွေဖြစ်နေတယ်တဲ့အဲ့တော့ဒီနေ့လုံးအလုပ်လုပ်တယ်အဲ့ဒီအလုပ်မှာလုပ်ပေါ်ကိုင်ဘက်တွေနဲ့တွေ့တယ်ပြီးရင်တယောက်ကိုတယောက်နင်းပြီးတော့သူတို့ကိုသူတို့ယာရုတက်ချင်တာတွေဖြစ်လာတယ်ပေါ့အဲ့ဒီအခါမှာသူကိုယ်သူစဉ်းစားမိတယ်တဲ့ဒီလုပ်ကိုငါတကယ်ပဲလုပ်ချင်တာလားငါတစ်သက်လုံးဒီအလုပ်ကြီးနဲ့ပဲနေရတော့မှလားပေါ့နော်ဒီလိုမျိုးပဲလူတွေကိုအပေါ်ရံမဲ့ပေါင်းနေရမှာပါလားပေါ့လူတွေအားလုံးကဒီလိုပဲလားငါတယောက်တည်းထူးဆန်းနေတာလားအဲ့လိုတွေးပြီးသူအိတ်မပြောပါဘူးတဲ့သူ့အိမ်မှာလည်းပြဿနာတွေကများတယ်ပေါ့နော်သူ့ညီကိုမောင်နှမတွေကလည်းများတယ်တမျိုးပြီးတမျိုးဖြစ်နေတယ်ပေါ့နောက်တစ်ခါသူ့ဖေကလည်းကားရင်တိုင်းမှုဖြစ်တယ်တော်သေးတယ်ဟိုလူတွေကတော့ဘာမှမဖြစ်ဘူးပေါ့နော်အဲ့ဒါနဲ့ဒီအဖေနဲ့မေကိုသူကားလေးငှပေးလိုက်တယ်အဲ့ဒီကားကိုလည်းအဲ့ဒီတစ်ပတ်ထဲမှာပဲသူ့ဖေကရင်တိုင်းမှုထပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့နောက်ထပ်ကားတစ်စီးကိုထပ်ငှပေးတယ်အဲ့ဒီကားလည်းအိမ်ရှိမှရပ်ထားတော့ပါတယ်ပေါ့နော်ခံလာရတယ်ပေါ့နော်အဲ့ဒါနဲ့လည်းပြီးတော့တမျိုးပြီးတမျိုးဖြစ်နေတော့စိတ်ထဲမှာငါအမေရိကမှာဒီဘူဝိုင်းနဲ့ပဲဒီလိုပဲနေရတော့မှလားပေါ့တခြားငါဘယ်လဲရှိသေးလဲဒီတစ်ခုခုရှာဖွေခြင်းနဲ့စိတ်ဖြစ်ပေါ်လာတယ်ပေါ့နော်နောက်တစ်ချက်ကတက်ဆက်ပြည်နယ်ရဲ့တနေ့သောညနေခင်းမှာဆရာတော်အခုလက်ရှိသတင်းသုံးနေတဲ့ဟွန်တောင်းကျောင်းတော်ကြီးကိုရောက်လာခဲ့တယ်အဲ့မှာဆရာတော်ကြီးရတနာကုဏကနေပူထဲမှာဈဉ္ဉံရှောင်းနေတာတွေ့လိုက်ရတယ်ပေါ့သူငငယ်ကသူ့အိမ်ရှိမှာစွန့်ငံကြွားခဲ့ဘူးတဲ့ထေရဝါဒဖုံးတော်ကြီးကိုတတိယသွားတယ်တဲ့မမျော်လိမ့်မယ်ဆရာတော်ကြီးကိုရှောက်တင်လိုက်တယ်တပည့်တော်ယာယီရဟန်းဝေလို့ရမလားပေါ့ဆရာတော်ကြီးကလည်းခွင့်ပြုခဲ့တယ်အဲ့တော့အဲ့ဖုံးเจ้าမှာနေတယ်ဒီနေ့သူမျက်တွေရိတ်တယ်ပေါ့နော်မျက်တွေရိတ်တဲ့အခါမှာမျက်ရိတ်တာကိုဒီကြည့်ပြီးတော့မှသူ့စပင်းကိုသူစဉ်းစားမိတယ်တဲ့ဒီမျက်တွေလိုပဲငါစပင်းတွေကမရိတ်ရင်ရားမှာပဲပေါ့နော်အဲ့ဒါမကောင်းဘူးပေါ့အဲ့
အဲ့ဒါကြောင့်မလို့ तू ကအဲ့ဒီကိလေသာတွေပေါ့နော်မကောင်းတဲ့အဲ့ဒီစိတ်တွေပေါ်ပေါက်နေတာကိုအဲ့ဒါတွေအကုန်လုံး तू ရှင်းပြလိုက်ခြင်းနဲ့ဒီရိပ်ပြလိုက်ခြင်းနဲ့ပေါ့နော်အဲ့လိုမျိုး तू စိတ်ထဲမှာ तू ခံစားရတယ်တဲ့အဲ့လိုစဉ်းစားပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတည့်ရစိမ့်စိမ့်လေးတရွက်ကကျွေပြီးတော့လေထဲမှာဝဲနေတာကို तू တွေ့ရတယ်ပေါ့နော်အဲ့လိုတည့်ရက်ကလေးကိုတွေ့လိုက်တော့ဒါအနိစ္စပဲပေါ့နော်ဒီတည့်ရစိမ့်စိမ့်လေးကဘာဖြစ်လို့ကျွေတာလဲဒီရာသီဥတုမှာတော့ကျွေတယ်ပေါ့နော်အဲ့တော့ငါဘွားလည်းတနေ့တည့်ရမှာပဲပေါ့နော်အသက်ငယ်တာရဲ့ကြီးတာရဲ့မဟုတ်ဘူးပေါ့အဲ့လိုမျိုး तू စဉ်းစားမိတယ်တဲ့အဲ့လိုစဉ်းစားမိတဲ့အတွက်ကြောင့်မလို့အဲ့ဒါနဲ့ပဲ तू ကြောင်းထဲကိုပြေးသွားတယ်ပြေးသွားပြီးဆရာတော်ကြီးကိုတော့ကြည့်တယ်အဲ့မှာဆရာတော်ကြီးကကားပတ်ကင်ကားရက်တဲ့နေရာမှာဇင်းချန်ရှောက်နေတာပေါ့နော်ဆရာတော်ကြီးကို तू ရှောက်တယ် तू ခံစားမိတာကို तू ရှောက်တာပေါ့နော်အဲ့တော့ဆရာတော်ကြီးကပြောတယ်ဟုတ်တယ်တဲ့ဖះလက်ထက်မှာဆိုလို့ရှိရင်လည်းဒီလိုပဲဒီဖះကတရားလေးကြောင်းဟောလိုက်တာနဲ့ကျွတ်တန်းဝင်သွားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့တော့ဒါ enlightenment လို့ခေါ်တယ်ပေါ့နော်ဒီ enlightenment ဒီဉာဏ်အလင်းရသွားတာပေါ့ကျွတ်တန်းဝင်သွားတာတရားပေါက်သွားတာပေါ့နော်အဲ့လိုပြောလိုက်တော့အဲ့လိုပြောပြီးတော့ဆရာတော်ကြီးကမင်းကအခြေအနေမဆိုးပေါ့တရားပေါက်တာမြင်တယ်ပေါ့မင်းကတော့တယ်ပေါ့အဲ့လိုချီးကျူးလိုက်တယ်တဲ့နောက်တော့ဒီဗုဒ္ဓဂယာကိုသူ့ဆရာတွေနဲ့တူသွားပါတယ်တဲ့အဲ့မှာဗုဒ္ဓဂယာရဲ့အပြင်ကနေဘောဓိပင်နဲ့ဇီရီတော်ရဲ့ထိတ်ကိုသူဖူးတယ်ပေါ့နော်အဲ့လိုဖူးရင်းနဲ့ပဲသူငိုချလိုက်တယ်တဲ့သူမတက်ရရင်နဲ့ပဲသူအယမ်းကိုငိုနေပါတယ်ပေါ့ဘာဖြစ်လို့ငိုနေမှန်းလဲသူ့ကိုသူမသိပါဘူးတဲ့အဲ့ဒါနဲ့ဗုဒ္ဓဂယာတွေကိုဝင်ပြီးတော့ဒီဇီရီတော်နဲ့ညောင်မင်းဘောရီညောင်မင်းကိုသူထပ်ပြီးတော့ဖူးမြော်တယ်ပြီးတော့အဲ့ဒီဘောရီညောင်မင်းရဲ့အောက်မှာတရားထိုင်နေပေါ့ထိုင်နေရင်းနဲ့တွေးမိကြကဖះရှင်ရဲ့တရားတော်တွေကိုနောင်လာနောက်သားတွေသိရှိရဖို့သာသနာတော်ကြီးကျေပြန့်လာဖို့သူဘာလုပ်ရမလဲပေါ့အဲ့ဒီချိန်မှာသူ့ရဲ့အာယုံထဲမှာဇီရီပုံပေါ်လာတယ်တဲ့အဲ့တော့ဒီမင်းနေရကြဝန်းရရင်သူဇီရီတဲမယ်ပေါ့ပိဋကတ်တွေကိုဒီကြောက်တဲ့အခရာတင်ပြီးတော့ရေးမယ်လို့သူစဉ်းစားပါတယ်တဲ့သူထိုင်နေတဲ့နေရာမှာဇီရီတွေကိုလည်းမြင်တယ်ဇီရီတွင်နေကြီးတွေကရွေ့သွားတယ်ပေါ့သူ့စိတ်ထဲမှာတော့အရာအားလုံးကရွေ့နေတယ်ပေါ့ဒါနတ်မင်းကြီးတွေကနမိတ်ပေးတာပါအဲ့ဒီအချိန်ကြီးဟာသူ့အတွက်တော့အမှတ်အရဆုံးအချိန်ကြီးပါပဲတဲ့ Walk for peace, walk for light, walk through day and walk through night. Hand in hand the world will see. Peace begins with you and me. Walk for truth, walk for love, guided by the stars above. Let all hatred finally cease. Come with me, let's walk for peace. From the Nura the Buddha they begin.